မမဆုချစ်တဲ့အညာမြေကိုချစ်တယ်တမတွေကိုလည်းချစ်တယ်ဆိုတဲ့မမဆုရေပသိမ်မုံရွာအဝေးပြေးလမ်းမတနေရာကတမရန်ဖွေးဖွေးရှာကင်းစင်းစင်းတွေနဲ့မမဆုတီးခဲ့ပူတဲ့အညာရွာလေးဟာဖြစ်မရှိရှာတော့ဘူးခေပြက်စနစ်ပြက်ကြောက်ပါဆိုပြီးမမဆုခြံထားရခဲ့တဲ့ကျွန်တော်တို့ရွာလေးဟာအဲ့ဒီခေပြက်စနစ်ပြက်ရဲ့ပြည်တွင်းစစ်တွေကြားမှာပဲအမြစ်ကဆွဲနှုတ်ခံလိုက်ရတဲ့တပင်တပင်ရဲ့ပြတ်သုံးခြင်းလိုမျိုးချင်းအဖြစ်နဲ့မီးလောင်တိုက်အသွင်းခံလိုက်ရပါပြီမနက်ခင်းလင်းချက်တွင်ချိန်ဆိုဓမ္မတေးတန်လေးတွေနဲ့တန်ဃာတော်တို့ရဲ့ဆုံးခွန်ကြွားတဲ့မြင်ကွင်းနဲ့နှုတ်ထလာတတ်တဲ့ရွာညနေခင်းဆိုလေယာလုပ်ငန်းခွင်ကပြန်လာသူတို့ရဲ့တချင်းတန်တစားစားကြားရတတ်တဲ့ရွာထမ်းမင်တန်းနဲ့ဖုံတူတူလဲလန်းလေးနဲ့ဝါရွှေအောင်တန်းနေတဲ့စပားကင်းတွေနဲ့ညာစိမ်းရောင်ပဲကင်းနှန်းကင်းတွေနဲ့ညောင်ညိုရိတ်နဲ့ကုတ်ကိုပင်နဲ့ရေရိုးစင်နဲ့တဲချောင်းအေးအေးလေးတွေနဲ့တူမြောင်းတေးသေးလေးတွေနဲ့ဓမ္မထနောက်ဟာအညာစစ်စစ်ဖြစ်ကြောင်းဆိုရင်အေယာရီမြေဝန်းလင်ပြင်ကတနတ်တန်အမြောက်တန်တွေဟာလေ2021နောက်ပိုင်းအညာဒေတာရဲ့တရုတ်မှန်ဖြစ်ကြောင်းမမစုကိုကျွန်တော်ထပ်လောင်းပြောပြရပါလိမ့်မယ်မမစုရေတခုကိုတိဆောက်ခြင်းရင်တခုကိုအရင်ဖြည့်ဆည်းရတယ်ဆိုတဲ့ပီကာဆိုရဲ့ကဘာကျော်ဆိုရုပ်တခုမမစုပြောပြခဲ့ဘူးတာကျွန်တော်မှတ်မိပါရဲ့တိဆောက်ခြင်းမရှိတဲ့ဖြည့်ဆည်းခြင်းတသက်ဆိုတာမျိုးကရောကျွန်တော်တို့ဘိုးစဉ်ပေါင်းဆက်ဓမ္မဥချလောက်ကင်စားတော့လာခဲ့တဲ့ရွာကလေးကို14မိုင်ကျော်အကွာကနေခဏလေးနဲ့ပြကြအောင်လုပ်နိုင်တဲ့155မမဟောင်ဝစ်စာအမြောက်ကြီးတွေ30မမဆက်အမြောက်နှစ်လက်နဲ့မြေပြင်ကလူတွေရဲ့အသက်ကိုကောက်တင်းကောက်တယ်လို့စိန်ပြင်းနှစ်ပြေပြစ်သက်တတ်တဲ့ MI35 ရဟရင်တွေအင်ဂျင်900တောင်မပြည့်တဲ့ရွာကလေးကိုမညာမတာပေါင်900ဘုံကျဲချတတ်တဲ့ခင်မီချက်တိုက်လေရင်ပြန်တွေလူတယောက်ရဲ့ဘဝကနေရွာတရွာမြို့တစ်မြို့နိုင်ငံတစ်နိုင်ငံအထိဖြတ်စည်းပြနိုင်စွမ်းရှိတဲ့စစ်ပွဲရဲ့သဘောတဘာဝအကြောင်းကျွန်တော်တို့အညာသားတွေကောင်းကောင်းနားလည်ခဲ့ပါပြီမမစုစနစ်တစ်ခုကနေအခြားစနစ်တစ်ခုစီအကူပြောင်းမှာကျွန်တော်တို့ပေးဆက်လိုက်ရတာတွေဟာမျိုးဆက်တစ်ခုစာမကပါဘူးဖြစ်ချင်းပြက်ချင်းဆိုတဲ့သင်္ခါရတရားကိုနှလုံးသွင်းရင်ဗုဒ္ဓရဲ့အဆုံးအမလမ်းစဉ်အတိုင်းကြင်ကြံနေထိုင်ပါတယ်ဆိုတဲ့ရွာဦးကျောင်းဆရာတော်ဖျားကိုရောင်ပြည့်စေဒီကလေးဘုံတန်တင်လို့ထီတော်မြေခသွားတော့စုတ်တသက်သက်နဲ့တရားမမှတ်နိုင်ရှာဘူးရှေ့မီနောက်မီတက်ကြီးရွယ်အိုတွေကတော့တညီတညွတ်ထဲပြောကြတယ်ငါတို့ခေတ်ကရက်ဆက်မှုနဲ့နမဲဆိုးထွက်ခဲ့တဲ့သခင်ဆိုးရဲ့အလန်နီကွန်မြူနစ်တွေတော့ဒီစစ်တက်လောက်မယုံမှမပတ်ဆက်ဘူးတဲ့ကျွန်တော်ကတော့ဖြစ်လေအဲ့ဒီစေဒီကလေးမှာညနေတိုင်းပန်းရည်ချမ်းစီမီကလူရင်းပြပြသမျှကုသိုလ်တွေကိုအမျှအတန်းပေးဝေနေတတ်တဲ့မမစုကိုပဲပြေးမြင်အောင်မိရဲ့မမစုတီလားစစ်ကြောင်းဆိုရင်ခမရပဲဖြစ်ဖြစ်ခလာရပဲဖြစ်ဖြစ်ရွာထဲဝင်လာတဲ့သူတို့အမြင်မကြည့်တဲ့လူများတွေ့ရင်ပုံမှန်အမျိုးမျိုးတက်လူမြင်ကွင်းရှိဓမ္မနဲ့ခုတ်သက်တဲ့ဗျာအဲ့ဒီလိုကောင်းမျိုးတွေအတွက်ငါတို့တနက်ကြီးအကုန်မခံနိုင်ဘူးတဲ့ဒီရွာမှာမွေးဒီရေကိုတောက်ဒီမြေမှာကြီးပြင်းလာတဲ့အသားထဲကလောက်ထွက်သူတစ္ဆာပေါအချို့ကလည်းတနက်တပြပြနဲ့ရွာအပေါ်ချင်းလား6လားဟင်းလားဟောက်လားလုပ်ပြီးဆက်ချေကောက်တဲ့ဗျာဟောလီဝုဒ်ထက်ပိုရုပ်တိတ်ကြတဲ့စစ်ရဲ့အနေထားရုံမြင်ကွင်းတွေကိုကျွန်တော်တို့အညာသားတွေကစဉ်းစားမပါပဲကြည်နေကြရပြီအကြောက်တရားနဲ့အုပ်ချုပ်တဲ့နိုင်ငံမှာတိုင်းရင်းသားတွေနှစ်ပေါင်း80လောက်ခံစားခဲ့ရတဲ့ပြည်တွင်းစစ်ဝေဒနာဟာအ
အညာကိုဆွဲကပ်စားပြူလာခဲ့ပါပြီမမစုမီလာငုတ်တို့ဖြစ်နေတဲ့အိမ်တိုင်းလေးတွေကြည့်ရင်ဒါကတော့ငါအိမ်ဒါကတော့ဘသူအိမ်ဆိုပြီးပြာပုံထဲစံတွားဝါရှာနေရတဲ့ကျွန်တော်တို့ရွာသားတွေအညာသားတွေကိုလက်အင်ကမစုံပဲတကြိုလိုက်ရတဲ့တမဲခန္ဓာတွေအရင်ကဆိုလေရင်ပြန်လာရင်တဟေးဟေးအော်ရင်ပျော်နေတတ်ကြပြီမဲ့အခုဆိုလေရင်အတန်ကြားတာနဲ့ပြေးပုံရမယ်မှန်းသိနေတဲ့ကလေးတွေစစ်ပွဲကပေးတဲ့စိတ်တန်ရာတွေဟာအညာလူတို့အတွက်တော့တရားပါမဲ့အနာတွေပါပဲကိုယ့်အတိုင်းအမြုံတွေပျက်စီးလာတော့မခံချင်စိတ်ကြီးမားတဲ့လူငယ်တချို့ကကျောင်းတင်ယူညွှန်းတဲ့အစားခံခွာချီတက်ဆိုတဲ့စင်နီးဖြူဟာတွေတင်ကြဖို့မွေးရထားနေကနေရိုးမရဲ့တောတွေတောင်တွေစီထွက်သွားကြလေရဲ့ကျုပ်တို့ကတော့အသက်နဲ့လူလို့တာမဟုတ်အရှက်နဲ့လူလို့တာတော်ရည်ဆိုတဲ့အညာသူမျိုးပြညက်လေးတွေဟာလေလူရောက်မှတစုရဲ့အုပ်စုဖက်ကာမီသူပြမှုကြောင့်အခုဆိုအရှက်အတွက်နဲ့အသက်ပေးနေကြရပြီမမစုရဲ့ကဘာရဲ့ဘယ်အရဲ့ရောက်အညာကိုလွမ်းယုံသာလွမ်းရှောင်းလို့တောင်မှလှမ်းမလာပါနဲ့အခုအညာဟာမမစုသိခဲ့မှုတဲ့အညာမမစုရှိခဲ့မှုတဲ့အညာမဟုတ်တော့ဘူးကျမရင်နဲ့တွေအစားရမ်းနဲ့တွေတင်းနေတဲ့အညာရိုးပြက်လေကွင်းရခင်းတွေမှာနင်းမိုင်းတွေမြုပ်ဆိုင်ထားတဲ့အညာဆိုင်းတန်ပြောတန်တွေအစားတနတ်တန်အမြောက်တန်တွေသာကြားနေရတဲ့အညာတနေ့တာပင်မသမျှကိုအိယာခင်းနဲ့မြစ်ဆက်အနားယူရမယ်အစားကရုတ်ကျင်းနဲ့ပြေးဝင်ပုံနေရတဲ့အညာပညာတတ်လူငယ်တွေတနက်ပြောင်းကင်နေရတဲ့အညာဒုတိယကမ္ဘာစစ်ကနာဇီတို့ရဲ့ခေတ်သစ်အော့စ်ဝစ်ဖြစ်နေတဲ့အညာဓာတို့ပြေဓာတို့မြေဆိုပြီးကမ္ဘာရဲ့နံပါတ်40မြောက်ဧရိယာအကြီးဆုံးနိုင်ငံတော်မှာပြေးစရာမြေမရှိဖြစ်နေတဲ့အညာမမစုပြောသလိုသာကဘာဟာအမှန်တကယ်လုံးနေရဆိုရင်ပေါ့လေကျွန်တော်တို့ရွာသားတွေအညာသားတွေအတွက်စိတ်ချလုံခြုံမှုရှိတဲ့ပုံးခုစရာရှံဝန်းတစ်ခုခုတော့ရှိလာအောင်မှာပါရေးစရာမကုန်သေးပေမဲ့ကျွန်တော်စာကတော့စုံးချိန်တန်နေပါပြီမမစုဒီတန်ရာတကွေ့မှာပြန်ဆုံတွေ့ကြရင်ဖြင့်အချိန်တုန်းကတာယာပေါ်လမ်းမိုးပဲကောင်းခဲ့ပူတဲ့အညာတလေးတွေအကြောင်းလွမ်းငွေတဝေဝေကနေရှမ်းငွေတဝေဝေဖြစ်သွားတဲ့အညာအကြောင်းမမစုကိုကျွန်တော်ပြန်ပြောင်းပြောပြပါဦးမယ်